Bruno ကိုအကောင်းဆုံးကွင်းလယ်ကစားသမားကြောင်းဖြစ်လာအောင်ဘယ်သူပြောင်းလဲပေးခဲ့တာလဲ။ဝဘာဟန်တန်ကိုဝေးကွင်းမှာ၄ဂိုးတကူနဲ့နိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ United အသင်းကောင်းဆောင် Bruno Fernandes ဟာသွင်းကို2ဂိုးသွင်းယူပြီးတဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့် Bruno ဟာတရားဒီမှာဂိုးပါဝင်ပတ်သက်မှု10ချိန်ထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒါ Bruno ကို Premier League မှာ9ရာသီဆက်တိုက်ဂိုးပါဝင်ပတ်သက်မှု10ချိန်နဲ့အထက်ပြုလုပ်နိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။ Bruno ဟာ United အတွက်မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်တယ်လို့လက်ရှိ Premier League ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေကတစ်ယောက်ဖြစ်ပါတယ်။တကယ်တော့ Bruno ဟာကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်မလာခင်တုန်းကကန်ဆယ်မှုတစ်ယောက်ဖြစ်နေကစားခဲ့ရသူပါ။အဲ့ဒီနေရာမှာ Bruno ဟာထင်သလောက်အချီးကျူးမခံခဲ့ရပါဘူး။ဘလိုပဲဖြစ်ဖြစ်သူ့ရဲ့နေပြဖြစ်သူက Bruno ရဲ့ခြေစွမ်းတွေကိုသတိပြုမိခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှ Bruno ကိုကွင်းလယ်မှာအကောင်းဆုံးကစားနိုင်မယ်လို့မတွေးမိခဲ့ကြပါဘူး။ Professional ကစားသမားဘဝမှာ Bruno ကိုပေါ်တူဂီနိုင်ငံကသူတွေကလွှဲရင်ဘယ်သူမှတိတ်ပြီးသတိမထားမိခဲ့ကြပါဘူး။ကစားသမားဘဝအစားပိုင်းမှာရုန်းကန်ခဲ့ရပေမဲ့ Bruno ဟာဘယ်တော့မှရှုံးမပေးခဲ့ပါဘူး။ဒါအပြင်လူတစ်ယောက်က Bruno အတွက်စိတ်သက်ခွန်အားဖြစ်စေခဲ့ပါတယ်။အဲ့လူကတော့ပေါ်တူဂီစူပါစတာဂိုဂျီခရစ္စတီယာနိုရိုနယ်ဒိုပဲဖြစ်ပါတယ်။2004ခုနှစ်မှာ Bruno ဟာ Ronaldo ရဲ့ပရိသတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်တုန်းက Bruno ရဲ့အသက်က9နှစ်ပဲရှိပါသေးတယ်။ပေါ်တူဂီနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့ Euro 2004 Final မှာပေါ်တူဂီအသင်းဟာ Grey အသင်းနဲ့ထိပ်တိုက်တွေ့ဆုံပြီးရှုံးနိမ့်သွားခဲ့ပါတယ်။ပေါ်တူဂီပြည်သူတွေအတွက်အဓိကစူပါလာတုံးနဲ့လွဲချော်သွားခဲ့ရတာပါ။ဘလိုဝဲပြီးမှာပေါ်တူဂီလူငယ်ကျယ်ဝင့်ကစားသမားလေးတစ်ယောက်ကငိုကြွေးနေခဲ့ပြီးသူဘာကြောင့်ငိုကြွေးနေတာလဲဆိုတာကို Bruno ကကောင်းကောင်းနားလည်ခဲ့ပါတယ်။ရှုံးနိမ့်မှုတွေဆိုတာကအောင်မြင်မှုတွေမလာခင်နင်းဖျက်ရတဲ့လေကက်တွေပဲမဟုတ်လား။အဲ့ဒီချိန်ကစပြီး Ronaldo ဟာ Bruno အတွက်စံပြပုံကိုတူဖြစ်လာခဲ့ပါတယ်။ Professional ကစားသမားဘဝအစမှာ Bruno အတွက်ကန်ဆိုးခြင်းတွေစတင်ခဲ့ပါတယ်။ငယ်ဘဝကလပ်ဖြစ်တဲ့ Fora Vista က Bruno ကို Professional စာချုပ်ချုပ်ဆိုဝင်ရင်းဆန်ခဲ့တယ်။အဲဒါကြောင့်အသက်18နှစ်ပဲရှိတဲ့ဒီကောင်လေးဟာအီတလီမြေမှာသူဘာတွေလုပ်ပြနိုင်လဲဆိုတာတက်တည်ပြဖို့အတွက်ထွက်လာခဲ့ရပါတယ်။ဒီလိုနဲ့အီတလီမြေမှာ900ရာသီကြာဖြတ်တန်းခဲ့ပြီးတဲ့နောက် Bruno Fernandes ဟာပေါ်တူဂီမြေကိုပြန်လာခဲ့ပါတယ်။ပေါ်တူဂီကလပ် Sporting Lisbon မှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ Fernandes ဟာပေါ်တူဂီလေးရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့2020ခုနှစ်ရဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာ Bruno ကို Premier League Club Manchester United ကခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Manchester United ကို Bruno စတင်ရောက်ရှိလာခဲ့တဲ့အချိန်ကနေစပြီးတော့ United ဟာအလုံးစုံပြောင်းလဲသွားခဲ့ပါတယ်။ Bruno ဟာ Ronaldo လိုပဲအသင်းအတွက်အကျိုးပြုတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Ronaldo ရဲ့လွှမ်းမိုးနိုင်မှုတွေက Bruno ကို Manchester United မှာအကောင်းဆုံးကစားသမားဖြစ်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ Bruno ကRonaldo ထံကနေစိတ်သက်ခွန်အားတစ်ခုကသူ့ရဲ့အလုပ်လုပ်ပါမယ်။ပွဲကြီးပဲဖြစ်ဖြစ်ပွဲသေးပဲဖြစ်ဖြစ်နေ့စဉ်နေ့တိုင်းစိတ်သက်အပြည့်ခွန်အားအပြည့်နဲ့တရားရည်နှုန်းပေးဆက်ကစားတယ်။အဲ့ဒါကကျွန်တော်တို့ခွန်အားတစ်ခုဖြစ်စေခဲ့တယ်။ကျွန်တော်ဒီထက်ပိုလုံးပြနိုင်တယ်ဆိုတာ Ronaldo ကကျွန်တော်ကိုပြသခဲ့တယ်။ကျွန်တော်သူ့ကိုကြည့်လိုက်ရင်ပွဲတိုင်းကိုသွင်းတယ်အမြဲတမ်းတိုးတက်နေတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ Ronaldo နဲ့ Bruno တို့မှာတူညီတဲ့အချက်တွေရှိနေပါတယ်။သူတို့နှစ်ဦးစလုံးဟာ Manchester United မှာကစားခင် Sporting Lisbon မှာအတူတူကစားခဲ့ကြတယ်။နှစ်ဦးစလုံးဟာမော်ဆန်နဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်ထားကြပြီးပွဲပေါ်ကိုဖက်ရှုရမှာလည်းထူးချွန်တဲ့ကစားသမားတွေဖြစ်ပါတယ်။ဒါကြောင့်လည်း Bruno ဟာ Ronaldo ရဲ့တိုက်တွန်းမှုကြောင့်သူ့ရဲ့အိမ်မက်အသင်းဖြစ်တဲ့ Manchester United ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တာပါ။ Bruno ဟာ Manchester United အတွက်သာမကပေါ်တူဂီလေဆင်အသင်းအတွက်လည်းအနာဂတ်ကျယ်ဝန်းဖြစ်ပါတယ်။ Ronaldo ရဲ့အလုပ်ကြိုးစားမှုဟာအသင်းပေါ်တွေအတွက်စိတ်သက်ခွန်အားဖြစ်စေခဲ့ပါတယ်။ပေါ်တူဂီလေဆင်အသင်းမှာရော Manchester United မှာအတူတူရှိနေစဉ်ကာလမှာပါ Ronaldo ဟာ Bruno အတွက်အကျိုးရှိတဲ့အကြံဉာဏ်တွေအများကြီးပေးခဲ့ပါတယ်။ Bruno ဟာ Ronaldo ရဲ့အကြံဉာဏ်ပေးမှုတွေအကူအညီပေးမှုတွေကြောင့် Manchester United မှာလင်းလင်းမြန်သားကျလာခဲ့ပြီးအခုဆိုရင် Premier League ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာခဲ့တာလို့ပဲပြောရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ။